လူမျိုးဘာသာမရွေးလာရောက်ကြတဲ့ငါးပါးသခင်တရကအပိုင်းတစ်မှာပြောခဲ့တယ်လို့ပါပဲကျမတို့မွတ်စလင်များသာမကလူမျိုးမရွေးဘာသာမရွေးလာရောက်တောင်းဆိုပြုကြတဲ့အပြင်တာသမီမရတဲ့ဇနီးမောင်နှံများကပါတားဆုလာပန်ကြတဲ့ငါးပါးသခင်တရကသူတော်စင်သခင်ငါးပါးရဲ့နေထိုင်မှုတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ဒီသူတော်စင်ကြီးတွေဟာလူမျိုးဘာသာမရွေးကိုချိုတာရှင်ပြုံနူးညံ့သိမ်မွေ့သောစကားများနဲ့သာပြောဆိုဆက်ဆံခဲ့ပါတယ်မိမိကိုယ်တိုင်အနစ်နာခံပြီးတော့သူတစ်ပါးရဲ့အကျိုးကိုတည်ပိုးရှာခဲ့ကြတဲ့အလော့အချစ်တော်သူတော်စင်တွေဖြစ်ကြပြီးတော့အစင်မပြေမှုတွေနဲ့ရင်ဆိုင်လာရတဲ့အခါမှာလည်းညှဉ်းညူခြင်းမရှိဘဲနဲ့ဆိုပါတီးခန့်ခြင်းတရားနဲ့နေခဲ့ကြတဲ့ပုံကိုယ်တွေဖြစ်ပါတယ်ဘဝကိုရိုးရှင်းစွာနေထိုင်စားတောက်ကြပြီးတော့တမန်တော်မြတ်ကြီးမုဟမ္မဒ်မုစတဖာဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့နေထိုင်မှုပုံစံအတိုင်းထက်ချက်မကွာနေခဲ့ကြတဲ့ပုဂ္ဂိုလ်များဖြစ်တဲ့အပြင်ကိုကိုရောမြတ်မနှစ်သက်တဲ့လုပ်ရက်တွေကိုလည်းလုံးဝရှောင်ရှားခဲ့တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များဖြစ်ပါရဲ့ရှင်။ညာကတော့ကျွန်တော်တို့မွတ်စလင်များစွာမကလူမျိုးမရွေးဘာသာမရွေးသားသမီးမထွန်းကားတဲ့ဇနီးမှောင်နှံနေဒီငါးပါးသခင်ဒီကိုတိုင်တယ်ပြီးတော့သားစုသမီးစုလာပန်တဲ့နေရာလေးဖြစ်ပါတယ်ကိုလိုချင်တဲ့သားသမီးယတနာကိုရည်စူးချက်နဲ့လာပြီးတော့နေရက်လောက်တဲ့နေရာဖြစ်ပါတယ်ခင်ဗျာငါးပါးသခင်သူတော်စင်ပုဂ္ဂိုလ်မော်များရဲ့နာမည်တွေကဂါမာရှာစက်သားရှာအာမာရှာဘရကတ်ရှာနဲ့ဖကီးဆိုင်ရှာတို့ဖြစ်ပါရဲ့ရှင်ဒီပြောဆိုချက်တွေကသမိုင်းစာအုပ်များကနေကောက်နှုတ်ထားခြင်းသာဖြစ်ပါရဲ့ရှင်ငါးပါးသခင်တရကနဲ့ပတ်သက်ပြီးနောက်ထပ်အကြောင်းအရာတွေကိုအပိုင်းတစ်နဲ့အတူရောနောက်ထပ်တရီကာနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုလည်းကျမအကိုဆယက်ကုတဝါနဲ့အတူကျမနှင်းဝေးယူဝင်တို့ကတင်ဆက်ပေးဖို့ရှိပါသေးရဲ့ရှင်အဆုံးထိနားထောင်လေးလာကြတဲ့သူတွေအနေနဲ့လည်းဖန်ဆင်းရှင်ထံမှာငြိမ်းချမ်းမှုတွေကြာရောက်ပြီးတော့ဘဝရဲ့အစိတ်အပိုင်းတိုင်းမှာအဆင်ပြေကြပါစေလို့ဆုမွန်တော်ကတောင်းပေးအပ်ပါရဲ့ရှင်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူ